leadership ဆိုတာ position လည်းမဟုတ်ဘူး role လည်းမဟုတ်ဘူးနေရာတစ်ခုလည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကိုယ်သေးတွေနဲ့ကိုယ့်ရဲ့ personality တွေ emotional intelligence တွေနဲ့ ability တွေနဲ့ကိုယ့်ရဲ့ team member တွေကိုယ့်ရဲ့ college တွေကိုယ့်ရဲ့လုပ်ဖက်ကမဲ့တွေနဲ့ performance ကောင်းအောင်အောင်မြင်မှုကောင်းအောင်လုပ်ဆောင်နိုင်တဲ့အရေးအသွေးတစ်ချက်ဖြစ်ပါတယ်အခု share ပေးခြင်းတဲ့ leadership style 6မျိုးကတော့ Pink Box 6 edition မှာဖော်ပြထားတဲ့ leadership style 6မျိုးဖြစ်ပါတယ်။အမှောင်ဆုံးတစ်ခုကတော့ lazy bear ဖြစ်ပါတယ်။ lazy bear ဟာဆိုလို့ရှိရင်ဖြင့်freedom ပေးထားတဲ့ leadership ပုံစံမျိုးပါ။ employee တွေကိုteam ကို allow they make their decision ပေါ့နော်။ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ပိုင်ခွင့်ပေးထားတဲ့ lazy bear ဆိုတဲ့ leadership style လေးဖြစ်ပါတယ်။နောက်တဲ့ leadership style လေးကတော့ transitional leadership ဖြစ်ပါတယ်။ transitional leadership ကဆိုလို့ရှိရင်ပေါ့ carrot and stick လို့ခေါ်တဲ့ super damn leadership style ပုံစံမျိုးလေးပါ။ performance ကောင်းတဲ့လုပ်ဆောင်ချက်ကောင်းပြီဆိုလို့ရှိရင်တော့ reward တွေ bonus တွေရပြီးတော့performance မပြည့်မီဘူး target မပြည့်မီဘူးဆိုရင်တော့တန်ပေးစနစ်ကလေးအနေနဲ့ရှိတဲ့ leadership style မျိုးဖြစ်ပါတယ်။နောက်တဲ့ leadership ကတော့ servant leadership ဖြစ်ပါတယ်။ servant leadership ဟာဆိုလို့ရှိရင် Pink Box 6 edition မှာကော Pink Box 7 edition မှာကော highlight လုပ်ပြထားပြီးတော့ PMB ရဲ့အမေကိုအနေနဲ့မှာတော်တော်များများပါဝင်တဲ့ leadership style လေးဖြစ်ပါတယ်။ leadership style ကသူ့ရဲ့ leadership style က coaching ပေးတယ် mentorship ပေးတယ် supporting ပေးတယ် employee ရဲ့ performance only တာမှာကသူတို့ရဲ့ learning နဲ့ growth ကိုပါ focus ထားပြီးတဲ့ leadership style လေးဖြစ်ပါတယ်။နောက်တဲ့ leadership style လေးတစ်ခုကတော့ charismatic leadership style လေးဖြစ်ပါတယ်ဒီ leadership ကဆိုရင် leadership ရဲ့ strong vision နဲ့ strong mission နဲ့ strong communication နဲ့ chairman like တွေ emotional intelligence ဖြစ်ပြီးတော့အလုပ်သမားတွေပေါ်မှာ empathy ရှိတဲ့ leadership ရဲ့ role model ထားတဲ့ style လေးပဲဖြစ်ပါတယ်နောက်ဆုံး leadership လေးကတော့ international leadership လေးဖြစ်ပါတယ်ဒီ leadership ကတော့ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို dynamic approach တွေနဲ့ leader ရဲ့ effectiveness ပုံမှန်မူတည်ပြီးတော့ leader ရဲ့ personality behavior တွေနဲ့ဖြည့်ရှင်းနိုင်တဲ့ leadership ဖြစ်ပါတယ်ဒီ leadership မှာဆိုလို့ရှိရင်တော့ transparency open minded နဲ့ comfortable ဖြစ်တဲ့ ambiguity တွေကအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်အဲ့တော့သင်ကဘယ် leadership style ကိုကျင့်သုံးနေတယ်ဘယ် leadership style ကတင်းနေအဖွဲ့အစည်းတွေနဲ့တင့်လျော်လဲဆိုတာကိုဆုံးဖြတ်ကြည့်လိုက်ပါနော်